တနတ်လွယ်ထားတဲ့စစ်သားတွေနိုင်ငံမြေပုံနင်းသွားတာတွေ့တော့အတုပတချင်းတံပဲငါကြားနေရတယ်ငါသိတာတော့သူတို့စစ်တိုက်နေတာပေါ့ဘူးထမင်းကြံခဲစားရင်ဘူချုပ်တွေအတွက်အသေးခန်းနေကြတာငှက်ဖြားတံခံပြီးဟိုဘူချုပ်တွေအတွက်အသေးခန်းနေကြတာနိုင်ငံတော်လူကြီးမင်းတွေချမ်းသာပြီးကြတဲ့ကစစ်ပြီးသွားတာကြာပြီဒါကိုသူတို့တကယ်မသိကြဘူးရေဒီယိုတွေနားမထောင်ရဘူးလားသတင်းစာတွေမဖတ်ရဘူးလားမသိသူတို့တကယ်မသိကြဘူးအိမ်ကြီးချင်းတွေလည်းစီးပွားရေးပဲလုပ်နေတာအစိုးရလူကြီးတွေလည်းစာသင်ကျောင်းတွေစောက်ရမယ်အစားဘန်ကာတွေတူးနေကြတာစစ်တိုက်တယ်လို့လုံးစိပတ်စိမခေါ်ဘူးငါမျက်စိရှိမှသေးနေတဲ့အလောင်းတွေဟာစစ်တိုက်လို့သေးနေကြတာမဟုတ်ဘူးဟိုခြေပြက်လက်ပြက်ဒုက္ခိတတွေလည်းစစ်တိုက်လို့ဒုက္ခိတဖြစ်သွားတာမဟုတ်ဘူးတကယ်တော့စစ်တိုက်တယ်ဆိုတာဘယ်မှမရှိတော့ဘူးအီရတ်ကအမေရိကန်တွေရေနံတူးတာစစ်တိုက်တယ်မခေါ်ဘူးကင်ဂျုံအန်ကနန်းတော်ကိုနျူကလ িয়ার နဲ့စောက်တာစစ်တိုက်တယ်မခေါ်ဘူးစစ်ပွဲတွေရှိတယ်လို့အလိန်ခမ်းနေရတဲ့စစ်သားတွေသူတို့ကြောပေါ်ကချင်းတယ်မိသားစုတွေထဲ့ထားတယ်သူတို့တွေအပြစ်ခံရတော့မိသားစုဘဝတွေကြာကွဲကုန်တယ်ဟိုဘက်ကစစ်သားကလည်းပြစ်ဆိုလို့သာပြစ်လဲရတယ်ဒီဘက်ကစစ်သားကလည်းပြစ်ဆိုလို့သာပြစ်လဲရတယ်ဒါဟာစီဝါရေးတစ်ခုဆိုတာသူတို့မသိကြဘူးတနတ်ကိုကြည်ဖြည့်တိုင်းသူတို့အိမ်မက်ဆိုးတွေမက်ကြတယ်တနတ်ဒဏ်ရာနဲ့ဘင်းကင်းကိုဖြတ်ပြေးနေကြတဲ့နှစ်ဖက်တပ်သားတွေသူတို့ဖြတ်ပြေးနေတဲ့ဘင်းကင်းဟာသူတို့လူကြီးတွေစိုက်ထားတယ်ဆိုတာမသိကြရှာဘူးဘင်းကင်းတွေနဲ့တယံဇာတတွေကဒေသခံတွေရဲ့ဘဝကိုလောင်မြိုက်စေတယ်စာသင်ကျောင်းစေကန်းနဲ့လူဂုံတိတ်ခါကိုပြာကျစေတယ်မုတ်ဆိုးမတွေသာတန်ကုံဟစ်ပြီးငိုးနေရရှာခေါင်းဆောင်ကြီးတွေကတော့လူစုမိရင်ညစာစားကြတော့မယ်လက်ဆွဲနှုတ်ဆက်မိတ်ဖက်စီးပွားရေးလုပ်နေကြတော့စီးပွားရေးဈေးကွက်ဟာတနတ်ပြောင်းဝကထွက်နေတယ်ငင်းချမ်းရဲ့အတွက်ဘယ်ကောင်းမှလက်ကြောမတင်ဘူးလူအသက်ဆိုတာအလွယ်ရတဲ့အရင်းကြီးလားဂုံတိုက်ကြီးတွေမှာတင်မယောင်းသေးတာကံကောင်းတယ်ဘူချုပ်ကြီးတွေအလုံးမပြုတ်ရေးအတွက်အသေးခန်းနေကြတဲ့သူတွေစစ်ချီတေးကိုတီဆိုးနေကြပေါ့စီးပွားရေးဈေးကွက်ဟာတနတ်ပြောင်းဝကထွက်နေတယ်